အားလုံးပဲမင်္ဂလာပါဒူဒီခိုင်လေး YouTube Channel လေးကနေခိုင်လေးရဲ့အကိုတွေအမတွေဦးတော်တော်တွေအားလုံးကိုနေထွတ်စာပြန်လဲကြိုဆိုလိုက်ပါတယ်ရှင်ခိုင်လေးရဲ့ဗီဒီယိုလေးကိုဝင်ရောက်ကြည့်ရှုကြတယ်ခိုင်လေးရဲ့အကိုတွေအမတွေဦးတော်တော်တွေအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြမ်းမာခြင်းများနဲ့ပြည့်စုံနိုင်ကြပါစေနေ့တိုင်းမှာလည်းမင်္ဂလာရှိတဲ့နေ့ကလေးတွေမင်္ဂလာရှိတဲ့ရက်ကလေးတွေကိုပိုင်ဆိုင်နိုင်ပါစေအသက်ရှူတိုင်းမှာလည်းဝင်ဝေတွေတိုးပါရရှိနိုင်ပါစေလို့ခိုင်လေးဦးစွာပထမစုပုံကောင်းတောင်းပေးလိုက်ပါတယ်ရှင်ခိုင်လေးရဲ့ကိုတွေမတွေအားလုံးပဲနော်ခိုင်လေးဒီ channel လေးကိုဝင်ရောက်ကြည့်ရှုပြီးဆိုရင် channel လေးကို subscribe မလုပ်ရသေးရင် channel လေးကို subscribe လေးတွေတယောက်တစ်ချက်စီဝိုင်းပြီးနှိပ်ခဲ့ပေးကြပါဦးနော် like လက်မလေးတွေနော် like လက်မလေးတွေလည်းတယောက်တစ်ချက်စီဝိုင်းပြီးနှိပ်ခဲ့ပေးကြပါဦးနော်ခိုင်လေးရဲ့အမျိုးတွေအားလုံးပဲနော်ခိုင်လေးညနေနေ့ကင်းတော့ပေါ်တင်ထားပေးတာနော်3ညပတ်တီ5ပတ်တီလေးနဲ့နော်ကိုတွေမတွေအားလုံးပဲခိုင်လေးတို့ထိတ်စီးကြပြီးတော့နော်ထိတ်စီးကြပြီးတော့ကိုတွေမတဲ့အလုံးပဲ50ခွန်ဆိုတဲ့နန်းလေးမပါဘူးเนาะပတ်တီးကိုပတ်တဲ့ခိုင်လေးကိုတွေမတဲ့အလုံးကတော့ပတ်တီးလေးနဲ့ရကြမှာပေါ့เนาะတဲလေးတို့အလုံးပဲခိုင်လေးတို့ပတ်တီးလေးနဲ့ပဲရကြတယ်ဒီညနေကိုเนาะမနေ့ဖက်ကမှတကွဲကောင်းလေးတွေအော်ကွက်ကလေးတွေပေါအောင်ခိုင်လေးအကောင်ဆုံးလေးစူးစမ်းထားပေးထားပါတယ်เนาะကိုတွေမတဲ့အလုံးပဲခိုင်လေး2ကြိမ်မှ2ကြိမ်စလုံးမရရင်တော့တစ်ကြိမ်တော့ခိုင်လေးအကောင်ဆုံးဖြစ်အောင်เนาะလှုပ်ထားပေးမယ်เนาะတဲလေးတို့အလုံးပဲအဲ့ဒါကြောင့်မလို့ခိုင်လေးကိုတွေမတဲ့အလုံးကခိုင်လေးဒီ channel အစ်စ်ကလေးကိုအများမြင့်အများရအောင်တဦးမြင့်တဦးပအောင်လို့ခိုင်လေးကိုတွေမတဲ့အားလုံးက share မှု share ပြည့် share ပေးကြပါဦးเนาะကြည့်ရှုနေကြတဲ့ခိုင်လေးကိုတွေမတဲ့အလုံးကလည်းအပန်းမကြည့်ဘူးဆိုရင်လေလိုက်လက်မလေးတွေတယောက်တစ်ချက်စီဝိုင်းပြီးနှိပ်ခဲ့ပေးကြပါဦးเนาะလိုက်လက်မနေရတာဘေးတရားငွေတရားလည်းမကုန်ပါဘူးเนาะတဲလေးတို့အားလုံးပဲဘလောက်မှလည်းဟောเนาะလိုက်လက်မလေးတယောက်တစ်ချက်စီဝိုင်းပြီးနှိပ်ခဲ့ပေးကြပါဦးเนาะမနက်ဖန်ကအတွက်မှာเนาะမနက်ဖန်က6ရက်နေ့အတွက်ကိုလည်းခိုင်လေးအကောင်းဆုံးလေးစူးစမ်းထားပေးတယ်เนาะတဲလေးတို့အားလုံးပဲနှစ်ကြိမ်စလုံးမရတော့တစ်ကြိမ်တော့ခိုင်လေးအကောင်းဆုံးเนาะနှစ်ကြိမ်စလုံးထွက်ရင်တော့ကောင်းတာပေါ့เนาะမနေ့ရောညအောင်တော့ပိုကောင်းတာပေါ့ဒါပေမဲ့နှစ်ကြိမ်စလုံးမရရင်တော့တကြိမ်ကလေးအကောင်းဆုံးဖြစ်အောင်စူးစမ်းထားပေးမယ်เนาะမျိုးတွေအားလုံးပဲအမြဲတမ်းမှန်နေအောင်လဲခလေးတို့ကเนาะအကြမ်းမြစရာမှလည်းမဟုတ်ဘူးเนาะကိုတွေမတွေအားလုံးပဲเนาะအဲ့ဒါကြောင့်မလို့ခလေးကိုတွေမတွေအားလုံးပဲတကြိမ်တော့ဆိုရင်တော့အဆင်ပြေမှာပါเนาะခလေးတို့ဒီညနေတော့ပတ်တိလေးနဲ့ပဲရကြတယ်မနက်ဖန်ကတော့เนาะဓကွက်ကောင်းလေးတွေအော်ကွက်ကလေးတွေပေါအောင်ခလေးအကောင်းဆုံးလေးစူးစမ်းထားပေးပါတယ်ရှင်เนาะအဲ့ဒါဆိုရင်ခလေးတို့မနက်ဖန်က6ရက်တလเนาะ6ရက်တလ2026เนาะ6ရက်တလ2026အင်္ဂါနေ့เนาะကိုတွေမတွေအားလုံးပဲအင်္ဂါနေ့12နာရီ10မိနစ်မှာဘယ်ပတ်တီးလေးကိုအဓိကထားပြီးပတ်ရမလဲဘယ်အော်ကွက်ကလေးကိုအဓိကထားပြီးတီထွေးရမယ်ဆိုတာကိုမသိသေးတဲ့ခိုင်လေးရဲ့အကိုတွေမတဲ့အလုံးကခိုင်လေးရဲ့ဗီဒီယိုလေးကိုအစားနေဆုံးကလေးကြည့်မယ်เนาะမကြီးမကြော်ပဲနဲ့အဲ့ဒါဆိုရင်ပတ်ရမယ့်ပတ်တီးလေးဒီခွန်ပတ်တီး4ပတ်တီးပါเนาะချစ်တော်မျိုးတွေအားလုံးပဲခွန်ပတ်တီး4ပတ်တီးပါခွန်ကြိုက်တဲ့ခိုင်လေးရဲ့ကိုတွေမတဲ့အလုံးကခွန်ကိုပတ်မယ်4ကြိုက်တဲ့ခိုင်လေးရဲ့ကိုတွေမတဲ့အလုံးက4ကိုပတ်မယ်เนาะခွန်ပတ်တီး4ပတ်တီးလေးပါအပီးပါအခွေကကိုတွေမတဲ့အလုံးပဲ1359ကိုအပီးပါအခွေကလေးเนาะ1359ကိုအပီးပါအခွေကလေးပါခိုင်လေးပေးတဲ့အခွေကအပူလေးပါပါတယ်เนาะချစ်တော်မျိုးတွေအလုံးပဲခိုင်လေးပေးတဲ့အခွေဒီအပူလေးပါပါတယ်အပူလေးပါထပ်ပြီးကစားထားပါเนาะအခွေဒီ1359ကိုအပီးပါအခွေကလေးပါကိုတွေမတဲ့အလုံးပဲပတိချနေတဲ့ခိုင်လေးကိုတွေမတဲ့အလုံးကပတိကိုကစားပတိကိုမချနေတဲ့ခိုင်လေးကိုတွေမတဲ့အလုံးကခိုင်လေးပေးတဲ့အခွေကိုကစားเนาะအကုန်လုံးကစားနိုင်တဲ့ချစ်တော်လေးတွေကအကုန်လုံးကိုကစားเนาะအဲ့ဒါဆိုရင်ခွန်နဲ့ဆိုရင်အော်ကွက်လေးတွေက80ခွန်1ခွန်6ခွန်9ပါเนาะခွန်နဲ့ဆိုရင်အော်ကွက်ဒီ80ခွန်1ခွန်6ခွန်9ပါလေးနဲ့ဆိုရင်40 41 46 49ပါเนาะလေးနဲ့ဆိုရင်40ရယ်41ရယ်46ရယ်49ရယ်ပါเนาะတကွဲကောင်းလေးတွေနှစ်ကွဲကောင်းလေးတွေပြောဖို့ရှိသေးတယ်เนาะချစ်တော်မျိုးတွေအလုံးပဲမထွက်သွားနဲ့အောင်เนาะအစားနေဆုံးလေးကြည့်မယ်เนาะတဲလေးတို့အလုံးပဲအစားနေဆုံးလေးကြည့်ပြီးတော့ like လက်မလေးတွေတယောက်တစ်ချက်စီဝိုင်းပြီးနှိပ်ခဲ့မယ် channel လေးကို subscribe မနှိပ်ရသေးရင်လည်း channel လေးကို subscribe လေးတွေနှိပ်ခဲ့ပြီးကြပါအောင်เนาะမနေ့ဖန်ကမှာတော့တကွက်ကောင်းလေးတွေအော်ကွက်ကလေးတွေပါအကောင်းဆုံးလေးစူးစမ်းထားပေးပါတယ်เนาะမျိုးတွေအလုံးပဲအဲ့ဒါဆိုရင်တကွက်ကောင်းလေးတွေနှစ်ကွက်ကောင်းလေးတွေသွားကြမယ်เนาะမျိုးတွေအလုံးပဲတကွက်ကောင်းလေးတွေနှစ်ကွက်ကောင်းလေးတွေသွားကြမယ်ခါလေးတို့เนาะမနေ့ဖန်က12နိုင်1မိနစ်စီเนาะ12နိုင်1မိနစ်မှာပန်းမှာတော့ခွန်ပတ်တီ4ပတ်တီเนาะခွန်ပတ်တီ4ပတ်တီခွန်နဲ့ဆိုရင်အော်ကွက်က80ခွန်1ခွန်6ခွန်9เนาะ80ရယ်ခွန်1ရယ်ခွန်6ရယ်ခွန်9ရယ်ပါလေးနဲ့ဆိုရင်40 41 46 49ပါเนาะ40ရယ်41ရယ်46ရယ်49ရယ်ပါเนาะအဲ့တော့မှာခိုင်လေးအကြိုက်ဆုံးနှစ်ကွက်ကောင်းသည်86နဲ့46ဒီခိုင်လေးအကြိုက်ဆုံးနှစ်ကွက်ကောင်းပါအကြိုက်ချင်းတွေကစားထားမယ်เนาะတဲလေးတော့လည်းအကြိုက်ချင်းတွေကစားထားမယ်86နဲ့46ဒီခိုင်လေးမနေ့ဘက်ကမှာအကြိုက်ဆုံးနှစ်ကွက်ကောင်းပါတစ်ကွက်ကောင်းသည်46ဒီတစ်ကွက်ကောင်းလေးပါเนาะ46ဒီတစ်ကွက်ကောင်းလေးပါเนาะခိုင်လေးဒီနေ့တင်ပေးတာတော့ဒီညနေတင်ပေးတာနဲ့ခိုင်လေးကိုတွေမတယ်အလုံးပဲเนาะ
နော်အကောင်းဆုံးလေးဖြစ်အောင်ခလေးစူးစမ်းထားပေးတယ်နော်ငါဘိုင်နေပြီးထားတာနော်ငါပတ်တီးလေးနဲ့ရကြတယ်ခလေးကိုတွေမတယ်အလုံးပဲနော်ပတ်တီးပတ်တဲ့ခလေးကိုတွေမတယ်အလုံးကတော့ရကြတာပေါ့နော်အများကြီးပဲခဏငါးခွက်တာနော်ငါးရှစ်ဆိုလဲရတယ်ငါးကိုလဲရတယ်ကဲကိုတွေမတယ်အလုံးပဲကဲမနေ့ကတော့ခလေးအကောင်းဆုံးလေးစူးစမ်းထားပေးတယ်နော်ကြည့်ရှုနေကြတဲ့ခလေးရဲ့ကိုတွေမတဲ့အလုံးက channel လေးကို subscribe မနေရသေးရင် channel လေးကို subscribe လေးတွေတယောက်တစ်ချက်စီဝအောင်ပြီးနေခဲ့ပေးကြပါဦးနော်ခလေးရဲ့ပထမ channel ဟာပြတ်ကျသွားတဲ့အတွက်အခု channel အစ်စ်ကလေးနဲ့လာရောက်ပြီးတင်ပေးတာပါခလေးရဲ့ကိုတွေမတဲ့အလုံးကနော်အများမြင့်အများပါအောင်တုံးမြင့်တူရအောင်လို့ share မှု share ဖြင့် share ပေးကြပါအောင်เนาะချစ်တော်မျိုးတွေအားလုံးပဲကြည့်เนาะခလေးရဲ့ဗီဒီယိုလေးကိုလည်းကြည့်ရှုပြီးဆိုရင်လည်း like လက်မလေးတွေတယောက်တစ်ချက်စီဝအောင်ပြီးနေခဲ့ပေးကြပါအောင်เนาะ comment လေးတွေလည်းเนาะမင်္ဂလာလို့တယောက်တစ်ချက်စီမှတ်ပေးကြပါအောင်เนาะတဲလေးတို့အားလုံးပဲအဲ့ဒါဆိုရင်ခလေးဒီနောက်ဆုံးတစ်ခေါက်ခေါ်ပေးမယ်ဒီနောက်ဆုံးတစ်ခေါက်ပြီးတော့ခလေးဗီဒီယိုလေးနားမယ်เนาะအပီးပါအခွေတီကเนาะအပီးပါအခွေက135ကိုအပီးပါအခွေကလေးเนาะ135ကိုအပီးပါအခွေကလေးခလေးပေးတဲ့အခွေကအပူးလေးပါပါတယ်เนาะခလေးတို့မနေ့က12နာရီ10မိနစ်เนาะအင်္ဂါနေ့12နာရီ10မိနစ်ဒီမှာပရမဲ့ပတ်တီးကခွန်ပတ်တီး4ပတ်တီးเนาะခွန်ပတ်တီး4ပတ်တီးပါခွန်နဲ့ဆိုရင်အော်ခွက်က80ခွန်1ခွန်6ခွန်9เนาะ80ရဲ့ခွန်1ရဲ့ခွန်6ရဲ့ခွန်9ရဲ့ပါ4နဲ့ဆိုရင်40 41 46 49ပါเนาะ40ရဲ့41ရဲ့46ရဲ့49ရဲ့ပါနှစ်ကွက်ကောင်းက86နဲ့46ဒီနှစ်ကွက်ကောင်းเนาะ86နဲ့46ကနှစ်ကွက်ကောင်းတစ်ကွက်ကောင်းကတော့46ဒီတစ်ကွက်ကောင်းเนาะ46ဒီတစ်ကွက်ကောင်းပါအပီးပါအခွေเนาะခလေးတို့အခွေက135ကိုအပီးပါအခွေကလေးเนาะ135ကိုအပီးပါအခွေကလေးပါခလေးပေးတဲ့အခွေကအပူးလေးပါပါတယ်เนาะမျိုးတွေအလုံးပဲခလေးပေးတဲ့အခွေကအပူးလေးပါပါတယ်ခလေးကိုတွေမတယ်အလုံးပဲเนาะပတ်တီးကိုပတ်နိုင်တဲ့ခလေးကိုတွေမတယ်အလုံးကပတ်တီးကိုမကြိုက်နေတဲ့ခလေးကိုတွေမတဲ့အတွက်ကိုခလေးအခွေကလေးထုတ်ထားပေးတာအခွေကလေးကလည်းကြိုက်လို့ထုတ်ထားပေးတာเนาะအခွေက135ကိုအခွေကလေးကဲအဲ့ဒါဆိုရင်ခလေးရဲ့ဗီဒီယိုလေးကိုဒီလောက်တော့ပဲရနာပါစေဝင်ရောက်ကြည့်ရှုကြတယ်ခလေးရဲ့အကိုတွေအမတွေဦးတော်တာတွေအလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းများနဲ့ပြည့်စုံနိုင်ကြပါစေနေ့ရက်တိုင်းမှာလည်းမင်္ဂလာရှိတဲ့နေ့ရက်တိုင်းလို့ကိုပိုင်ဆိုင်နိုင်ပါစေစီးပွားရေးလူမှုရေးကျန်းမာရေးအဆအဆရအဆင်ပြေပါစေမနက်ဖြန်ကမှလည်းခိုင်လေးပြတဲ့အော်ကွက်လေးတွေတကွက်ကောင်းလေးတွေနဲ့ရကြပါစေပေါက်ကြပါစေလို့ခိုင်လေးစမှုကောင်းတောင်းပေးလိုက်ပါတယ်ရှင်အားလုံးပဲခွက်လက်ပါနော်ဘိုင်ဘိုင်ပါ